ဒီတော့အလွယ်ဆုံးလက်သက်စနီလေးကိုဆက်ပြမှာဖြစ်ပါတယ်ရှင်အရင်ဆုံးလက်သက်ကို cleansing လုပ်ပါမယ် drizzle နဲ့ပဲကိုသွန်းပြီးတော့အပေါ်မှာရှိတဲ့ dust cell လေးတွေကိုတို့ကညှပ်လိုက်ပါမယ်ကိုဟောနဲ့ရေနဲ့ရောထားနဲ့ကိုရှိလို့ဖြတ်ပြီးရင်တော့ဒီပြီးတော့ MS bond ခေါ်ကိုယူမယ်ပြီးရင်လက်သက်ကိုကတ်လိုက်ပါမယ်မကတ်ဘူးနော်တူကဲနဲ့နည်းနည်းလေးခွာပြီးတော့ကတ်မယ်ကတ်ထားလေးတွေအရန်လှတယ်ဒီလားလေခိုရလည်းမရှိဘူးလက်မကတော့လေနဲ့ခိုရတယ်ဘာဖြစ်လို့လဲဆိုမိတိုင်ပြုတ်ကြတဲ့ဟာကိုလှမ်းဖမ်းလိုက်တာလေးလွတ်သွားဒါဆိုရင်တော့လက်ငါးချောင်းလုံးကတ်တာပြီးတော့ပါပြီးရင်တော့နည်းနည်းလေးညှက်လိုက်တယ်ဆက်ရလေးတွေကိုလည်းသူကတွေနဲ့စားလိုက်တယ်လက်တဲကိုအကျန်းတိုက်ပြီးတော့ over လေးကျယ်လေးထည့်လိုက်ပါမယ် over လေးကျယ်လေးကိုလည်းပြီးရင်ပြန်ပြီးတော့အကျန်းတိုက်ပေးရပါတယ်မှရှူရဲ့နေရာကရှူဖောင်းတဲ့နေရာဖောင်းတဲ့လက်တဲလေးလှလေးရမှာပေါ့နော်အကိုဟောနဲ့ပြန်ပြီးတော့ရှူဆိုပြီးတော့ဖြန်းလိုက်မယ်အကိုဟောပက်ကလေးနဲ့တုံးလိုက်မယ်ဆိုရင်လက်တဲလေးကအရန်လဲတက်ရက်အရန်လဲလှတဲ့ extension လေးရပါပြီရှင်လက်တကြွယ်မှာတော့နည်းနည်းထိသွားတယ်ဘာလို့ထိလဲဆိုတော့လေတငယ်ချင်းမအသက်ကွဲနေတဲ့ဟာကိုနားထောင်နေနားလဲသူပြောတဲ့ဟာကိုစိတ်ရောက်ပြီးတော့အောက်စာကိုကောက်ညက်ပလိုက်တာကတော့လက်သေးလေးကိုဒီဇိုင်းလေးတင်ပြီးွားပါပြီဒီဇိုင်းဗီဒီယိုလေးကိုနောက်ဗီဒီယိုမှာတင်ပေးပါမယ်ရှင်အားလုံးပဲ拜拜